ပဲမင်္ဂလာပါ။ Visa Support Channel မှပြန်လဲကြိုဆိုလိုက်ပါတယ်။ကဲအားလုံးပဲမနေ့ကလည်း 5 star ပွဲကပြည့်အောင်ခဲ့ပါပြီ။မနေ့ကအထိဆိုရင်5 star ပွဲက3ရက်ဆက်ပြည့်အောင်ထားပါပြီ။3 star ပွဲတွေထဲမှာဆိုရင်လဲနှစ်ပွဲပြည့်အောင်တစ်ပွဲ25ပြားစားနှစ်ပွဲပြည့်ကြနဲ့အကျိုးမြတ်ထွက်ခဲ့ကြတဲ့အတွက်ကျေနပ်မိပါတယ်ဆက်လက်ပြီးစနေရရဲ့တပွဲချင်းရလက်လေးကိုဖော်ပြပေးလိုက်ရပါတယ်